အာသီးဟာအာကောင်အနောက်ဖက်ရှာခင်ရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာရှိပါတယ်။ခတွင်းရဲ့အလယ်မှာတွဲကျနေတဲ့အဖုလုံးလေးကိုဆိုလိုတာမဟုတ်ပါဘူး။အာသီးဟာကိုခံအားစနစ်အတွက်အရေးကြီးတဲ့ပြန်ရည်ကျိတ်ရဲ့တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။အာသီးရောင်ခြင်းဆိုတာပုံမှန်အားဖြင့်ယောဂပိုးဝင်ပြီးဖြစ်လေ့ရှိသောအာသီးရောင်ရမ်းခြင်းကိုခေါ်ပါတယ်။အာသီးရောင်တာဟာအသက်အရွယ်မရွေးဖြစ်တတ်တယ်ဆိုပေမဲ့အသက်5နှစ်ကနေ15နှစ်အရွယ်ကလေးတွေမှာအဖြစ်များပါတယ်။အာသီးရောင်ယောဂဖြစ်ပေါ်စေတဲ့အကြောင်းရင်းကဗိုင်းရပ်စ်ပိုးများဘက်တီးရီးယားပိုးများပဲဖြစ်ပါတယ်။ကူးစက်နိုင်သည့်နည်းလမ်းများတွေကတော့ယောဂပိုးရှိသူမှနှာချေချောင်းဆိုးလျင်ထွက်သောအမှုန်မွှားများမှတဆင့်ကူးခြင်းယောဂပိုးရှိသူ၏နှာခေါင်းပါးစပ်မှထွက်သောအမှုန်မွှားများကန့်ညှိနေသောအရာဝတ္ထုများကိုကင်မိပြီးနောက်မျက်နှာနှာခေါင်းနှင့်ပါးစပ်ကိုကင်တွယ်မိခြင်းကြောင့်ကူးစက်ခံရတာပါ။အာသီးရောင်ခြင်းရဲ့လက္ခဏာတွေကဘာတွေလဲဆိုရင်လည်ချောင်းအလွန်နာခြင်းမျိုးချရခက်ခြင်းမျိုးချလျင်နာခြင်းအကွဲတံထွက်နေခြင်းချောင်းဆိုးခြင်းပါးစပ်နံခြင်းဖြားခြင်းအစားအသောက်ပြတ်ခြင်းခေါင်းကိုက်ခြင်းလည်ပင်တောင်တင်းခြင်းပြန်ရည်ကျိတ်များရောင်ခြင်းကြောင့်မေးရိုးနှင့်လည်ပင်များနာခြင်းအာသီးနီရဲပြီးရောင်ခြင်းအာသီးမှာအဖြူရောင်သို့မဟုတ်အဝါရောင်အဆက်လေးများပေါ်ခြင်းပါးစပ်ဟလျင်ခတ်ခြင်းမောပန်းနွမ်းနယ်ခြင်းတို့ပဲဖြစ်ပါတယ်။ကလေးတွေအာသီးရောင်လျင်ပြတတ်သောအခြားလက္ခဏာတွေကတော့အန်ခြင်းဗိုက်အောင်ခြင်းအစားမစားခြင်းတည်ကြနေခြင်းစတာတွေပဲဖြစ်တယ်။ကလေးတွေကလူကြီးတွေထက်အာသီးရောင်နိုင်ခြေပိုများကြပါတယ်။နောက်ဆက်တွဲပြဿနာတွေကဘာတွေဖြစ်တယ်လဲဆိုရင်အာသီးရောင်တာမပြောက်ဘဲရေရှည်ဖြစ်နေခြင်းခဏခဏအာသီးပြန်ရောင်ခြင်းလယ်ချောင်းထဲတွင်ပြည်တယ်ခြင်းအိတ်နေတဲ့အခါအသက်ရှူရက်သွားခြင်းကြောက်ကက်ရောင်ရမ်းခြင်းအစစ်များရောင်ရမ်းခြင်းပိုးလေးပတ်နာဖြစ်ခြင်းစတာတွေဖြစ်တတ်ပါတယ်။မကြာခဏအာသီးရောင်လေလို့ပြောမယ်ဆိုရင်တစ်နှစ်အတွင်းအနည်းဆုံးခု2ကြိမ်ရောင်ခဲ့ဘူးရမယ်။2နှစ်အတွင်းတစ်နှစ်လျင်အနည်းဆုံး5ကြိမ်ရောင်ခဲ့ဘူးရမယ်။3နှစ်အတွင်းအနည်းဆုံးတစ်နှစ်လျင်3ကြိမ်ရောင်ခဲ့ဘူးရမယ်။အိမ်တွင်ကုသနိုင်သောနည်းလမ်းတွေကအနားယူပါ။လယ်ချောင်းနာတက်တာစေရန်ရေနွေးနွေးလေးတောက်ပေးပါ။အစာပျော့ပျော့စားပါ။စားရည်နဲ့ပလုတ်ချင်းပေးပါ။အကိုက်ခဲပျောက်ဆေးတောက်နိုင်တယ်။ငုံဆေးငုံပေးနိုင်ပါတယ်။ဘယ်အချိန်မှာဆရာဝန်နဲ့ပြသင့်တယ်လဲဆိုရင်အဖျားကြီးခြင်းကြွက်သားအားနည်းခြင်းလည်ပင်တောင်တင်းခြင်းအလွန်နာပြီးမျိုးချလျင်ခတ်ခြင်းပါးစပ်ဖွင့်ရခက်ခဲခြင်းအသက်ရှူကျက်ခြင်းဖော်ပြပါယောဂလက္ခဏာတွေတဲကတစ်ခုခုများရှိနေမယ်ဆိုရင်ဆရာဝန်နဲ့ပြဖို့လိုပါတယ်။ခွဲစိတ်ကုသခြင်းတောက်ဆေးဖြင့်ပျောက်ကင်းခြင်းမရှိလျင်သို့မဟုတ်အာသီးမကြာခဏရောင်လျင်သို့မဟုတ်နာတာရှည်အာသီးရောင်လျင်အာသီးခွဲထုတ်ခြင်းလုပ်ရနိုင်တယ်။ဆေးဝါးဖြင့်ကုသရန်ခက်ခဲသည့်အောက်ပါနောက်ဆက်တွဲပြဿနာများတွင်အာသီးခွဲစိတ်ထုတ်ခြင်းပြုရနိုင်သည်။အိတ်နေစဉ်အသက်ရှူရက်သွားခြင်းအသက်ရှူရခက်ခြင်းအစာမျိုးရခက်ခြင်းပိုးသက်ဆေးမတိုးသောပြည်တယ်ခြင်းတို့ပဲဖြစ်ပါတယ်။ကာကွယ်ခြင်းလက်မကြာခဏဆေးခြင်းအထူးသဖြင့်နှာခေါင်းပါးစပ်တို့ကိုမကင်ခင်ဆေးရန်လိုအပ်ပါတယ်။ဖျားနာသူများနှင့်အစားအသောက်များအတူတကွစားသုံးခြင်းသို့မဟုတ်ပကံခွက်စွန်းရည်ဘူးများမျှဝေသုံးစွဲခြင်းမှရှောင်ပါ။သွားတိုက်တံကို3လတစ်ခါအသစ်လဲပါ။ကျောင်းနေသည့်ကလေးရွယ်ဖြစ်လျင်အခြားကလေးများအားကူးစက်မှုမရှိစေရန်ပြင်းထန်မှုရှိပါကအိမ်မှာနေပါ။ကျောင်းတက်မယ်ဆိုလျင်နှာခေါင်းစည်းတက်ခိုင်းပါ